basmati rice 100 gram နဲ့ကြက်ဥကြော်တစ်လုံးစားရင်သွေးတွင်းတကြားတက်ဘယ်လောက်တက်လဲဆိုတာပြပြမယ်နော်ကျမကသွေးတိုးစီတွေဘာမှမရှိဘူးဒါပေမဲ့ဒီတိုင်းပဲသိချင်လို့ဒီ glucose monitoring set လေးကိုဝယ်တက်ကြည့်တာပေါ့နော်တက်ပြီးချင်းဘာစားရင်ကောင်းမလဲလို့စဉ်းစားလိုက်တော့ကိုကထမင်းကြိုက်တယ်အဲ့နဲ့ basmati ဆန်မှု100 gram ကိုတခြားလေးချိန်လိုက်တယ်တိတိကျကျလေးချိန်ပြီးတကလားထမင်းဖြူကြီးကြောင့်မစားနိုင်ပြန်ဘူးလက်တွေ့မှာလည်းဘယ်သူမှထမင်းဖြူကြီးမစားဘူးလေနော်အဲ့နဲ့ကြက်ဥလေးတစ်လုံးကြော်လိုက်တယ်ကြော်ပြီးတော့အမှုံမှမထည့်ဘူးကြက်သားမောင်းနေပါဘာမှမထည့်ပဲနဲ့ဒီတိုင်းမျိုးကောင်းလေးပဲဖြူလိုက်တယ်ပေါ့စားတော့မရိုက်ပြန်တော့နော်သူကများသောအားဖြင့်စားပြီးတော့1နာရီခွဲနဲ့2နာရီကြာမှဒီသွေးတွင်းတကြားတက်ကိုတိုင်းတယ်ဘာဖြစ်လို့လဲဆိုတော့2နာရီလောက်ကြာပြီးလို့ရှိရင်အစာချေပြီးသွားပြီးအစာရည်ရန်ကနေစုပ်ယူပြီးသွားပြီးတော့သွေးထဲကိုတကြားတက်အပြည့်ဝရောက်သွားပြီပေါ့နော်ကြည့်အောင်ဘယ်လောက်ထိတက်သွားလဲဒီမှာစားတာက10နာရီမှာက59ရှိတယ်စားပြီးတော့2နာရီလောက်ကြာတဲ့ချိန်မှာက12နာရီမှာက82ဖြစ်သွားတယ်ဆိုတော့73လောက်တက်သွားတယ်နော်ဒီ daily log ထဲမှာလည်းထည့်ထားတယ်မစားခင် premium မှာက59ရှိတယ်တနာရီကြာသွားတဲ့အချိန်မှာ82အထိတက်လာတယ်2နာရီကြာတော့လည်း82မှာပဲ3နာရီကြာတော့လည်း82မှာပဲဆိုတော့သူက3 mg တက်တယ်သူတို့ရဲ့တိုက်တာချက်တွေအရလူကြီးတယောက်ရဲ့သွေးတွင်းတကြားတက်က80နဲ့140ကြားမှာရှိတဲ့နေပေါ့နော်အဲ့တော့ကိုက80နဲ့140ဒီ range တွင်းမှာထိန်းထားနိုင်တယ်ဆိုရင်ကောင်းတယ်ပေါ့နော်မဟုတ်လို့80အောက်ကိုထိုးကျသွားတယ်ဆိုလို့ရှိရင်တော့မူးမော်တာတို့မှိုက်ကနေဖြစ်သွားတာတို့မျက်စိပြားပြီးကွက်သွားတာတို့အဲ့လိုမျိုးတွေဖြစ်တတ်တယ်ကျွန်မသွေးတွင်းတကြားတက်ကကျတတ်တယ်တက်တာတိတ်မရှိဘူးပေါ့နော်ခုမှပထမဆုံးစတက်တာဆိုတော့ကျမလည်းနောက်နေ့လေးမှာကိုစားတဲ့ဟာတကြားတက်အများကြီးတက်လားပုံမှန်ပဲတက်တာနည်းနည်းလေးတက်လားဘာစားရင်ဘယ်လောက်တက်ဆိုတာကိုလာပြီးတော့ပြန်ပြောပြမယ်နော်